ဒီတော့သမ္မတ၄ယောက်ကိုကြည့်ပြီးတော့ကျွန်တော်တို့သုံးသပ်နိုင်တာကမြန်မာနိုင်ငံရေးဟာမကြုံစဘူးလောက်အောင်ထူးထူးခြားခြားကိုကွဲနေတယ်အဖွဲ့အစည်းတွေလည်းကွဲနေတယ်ခေါင်းဆောင်တွေလည်းကွဲနေတယ်ပြည်သူတွေလည်းကွဲနေကြပါတယ်အနည်းနဲ့အစိမ့်ဖြစ်နေတဲ့ပွဲတို့ပြောတဲ့သူကပြောကြတယ်ဟာအနည်းနဲ့အစိမ့်နဲ့မကဘဲနဲ့ third party ဆိုတာရှိသေးတယ်ဆိုပြီးတော့ထပ်ခွဲတဲ့လူကခွဲကြပြန်ပါတယ် ERO ကတတ်ဗမာကတတ်ဆိုပြီးတော့ခွဲကြည့်တဲ့သူကကြည့်တယ် local တော်လိုင်းသမားတွေကိုအပြတ်ရှင်းရမယ်လို့ပြောတဲ့သူကပြောတယ်ဘုံမင်းအောင်လှိုင်ကတနိုင်ငံလုံးကိုမိရှို့ဘုံကျဲနေချိန်မှာတောင်မှသမ္မတကြီးကိုကြိုးဆိုပါတယ်လို့သွားလှုပ်တဲ့သူကလှုပ်ပြန်ပါသေးတယ်မြန်မာနိုင်ငံကြီးဟာခေါင်းဆောင်အဆင့်ကနေပြီးတော့ပြည်သူအဆင့်အထိဝါအစည်းပြေတယ်လို့ဖြိုဖျဲဖြစ်နေပါတယ်အဲ့ဒါတွေကိုပြန်ပြီးတော့စူးစီးနိုင်ဖို့လိုပါတယ်အဲ့ဒါတွေကိုမစူးစီးနိုင်ရင်တော်လှန်ရေးကလည်းအောင်မြင်ဖို့မလွယ်ပါဘူးစစ်အုပ်စုကလည်းစူးစီးနိုင်စရာအကြောင်းမရှိသလောက်ပါပဲအဲ့ဒါဆိုလို့ရှိရင်စစ်အုပ်စုကလည်းအပြီးပိုင်ချုပ်ကင်စိုးမိုးတာမျိုးမလုံနိုင်တော်လှန်ရေးဘက်ကလည်းအနိုင်မတိုက်နိုင်ပဲနဲ့စိုးသွမ်းတန်တရားထဲမှာနှစ်ရှည်ကြာအောင်မျောသွားနိုင်ပါတယ်အဲ့ဒါကြောင့်ခဏခဏတိုက်တွန်းနေတာပါကိုချင်းချင်းပြန်ပြီးတော့ရန်ရှာတာတွေအပြောက်ရှင်းမယ်ဆိုတာတွေကိုရက်ပါစူးစီးညီညွတ်ပါတပ်ပေါင်းစုဖွဲ့ပါလို့အကြိမ်ကြိမ်တိုက်တွန်းနေတာဖြစ်ပါတယ်